မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာမနက်တိုင်းထိမပေါက်ဘူးလို့ပြောပြီးညနေကျရင်ထပ်ထိုးမိနေတဲ့လူတွေတင်တွေ့ဘူးလားလူအများကတစ်ခါထိုးတာငွေနည်းနည်းပဲဆိုပြီးသဘောမထားကြပါဘူးဒါပေမဲ့နေ့တိုင်းထိုးနေရင်ငွေကမတိမတာပျောက်သွားပါတယ်ထီပေါက်တဲ့သူတွေကဝမ်းသာပြီးပြောကြပါတယ်မပေါက်တဲ့သူတွေကတိတ်တိတ်နေကြပါတယ်အဲ့ဒီတော့ထီပေါက်ဖို့လွယ်တယ်လို့လူတွေထင်သွားကြတာပါဒီနေ့မပေါက်ဘူးဆိုရင်မနှက်ဖြန်ပြန်ယူမယ်ဒီလိုစိတ်ကလူတိုင်းမှာရှိပါတယ်ဒါပေမဲ့အဲ့ဒီစိတ်ကြောင့်ပိုပြီးမယုံထွက်နိုင်တော့ပါဘူးထီထိုးတာအလောင်းကစားလုပ်တာတွေကငွေရဖို့မဟုတ်ပဲမျောလင်းချက်တစ်ခုနဲ့အသက်ရှူသလိုဖြစ်နေတတ်ပါတယ်ဒါကြောင့်လွယ်လွယ်ယုံထွက်လို့မရနိုင်ကြပါဘူးနှလုံးထီထိုးတာမျိုးကအပျော်သဘောနဲ့ကစားခဲ့ရင်လူကိုမစင်းရဲစေပါဘူးဒါပေမဲ့မတိမတာအချိန်နဲ့ငွေကိုယူသွားတတ်ပါတယ်ဒါတွေကိုအနှဲငယ်နားလည်သွားတာကနစ်မိုးနေရာကလွတ်မြောက်ဖို့ပထမဆုံးခြေလှမ်းပါ